ဘယ်လိုဘာလို့တယောက်ကိုတယောက်နာကြအောင်လုပ်မိကြရလဲ ဘိုးနှစ်ယောက်ကအားနဲ့ချမ်းတဲ့လူသားလေးလေ သူ့ကိုစိတ်ဝင်စား စိတ်ဝင်စားတဲ့တယောက် မျိုးအိမ်တော်ရင်မှာပြောရလား ပါလာပြန်ကွာ သူအေးဘရက် boss အေးဘရက်သူ့နာမကလို့ဘသူ့နာကိုကရမှာလဲ ဟုတ်ဗျာနင်ကြိုက်တာလို့ ဧပြီနေကောင်းရလား မျိုးဘာဖြစ်လို့လဲ ဟ